ပုံနဲ့ Facebook မှာ account တွေအများကြီးရှိပါတယ်ရှင်ဒီထိုင်တော့မယ်ဆိုခွာဒီမှာကောင်းမလျှော်ဘူး Facebook မှာအမပုံနဲ့လိန်နေတဲ့သူတွေအများကြီးရှိပါတယ်ရှင်လိန်ခံရရင်လုံးဝတာဝန်မယူပါဘူးနော်